ကိုနဲ့တွေးမတော်တာမဆက်ဒဇိအမျိုးသမီးတယောက်နဲ့ဆလမ်အပေးယူမလုပ်ထိုက်လို့ကျွန်တော်တိထားပါတယ်ခင်ဗျကျွန်တော်ဇဝေဇဝါဖြစ်နေတာကဆလမ်ရဲ့အတိတ်ပဲအလောရှင်မြတ်ရဲ့ငြိမ်းချမ်းတာယာမှုအပေါင်းအသင်းပေါ်ကြားရောက်ပါသည်ဆိုတာဟာအလွန်လှပပါတယ်ဒီအတွက်အဘဲကြောင့်ဒဇိအမျိုးသမီးနဲ့အမျိုးသားဆလမ်အပေးယူမလုပ်ထိုက်ရလဲဆိုတာရှင်းပြပေးစေလိုပါတယ်ကျွန်တော်ကြားသိထားတာမှားရင်လည်းထောက်ပြပေးပါဆရာကျွန်တော်လုပ်ငန်းခွင်မှာဒါနဲ့ပတ်သက်ပြီးအခက်တွေ့နေလို့ပါတယ်ကျွန်တော်တို့အစ္စလာမ်ရဲ့အဆုံးအမတွေကလူမှုပေါင်းတင်ဆက်ဆံရေးကဏ္ဍမှာအလွန်အရေးပါတဲ့အဆုံးအမတစ်ခုကပါလဲဆိုတော့ကျွန်တော်တို့တဦးနဲ့တဦးတွေ့တဲ့အခါကျရင်ကျွန်တော်တို့ဆလာမ်ဆိုရတယ်ကျွန်တော်တို့အိမ်တအိမ်သွားတယ်မဂျလစ်တစ်ခုသွားတယ်ဆိုရင်ကျွန်တော်တို့အစ္စလာမ်ကဆုံးမတယ်ဆလာမ်၃ခါပေးရမယ်ဆလာမ်၃ခါပေးရတခုကတော့အိမ်ထဲမဝင်ခင်မှာအစ္စလာမုအလိုင်ကွမ်ဆိုပြီးတော့အပြန်နေဆလာမ်ပေးဒီဆလာမ်ဒီဒါခွင့်တောင်းတဲ့ဆလာမ်အိမ်ထဲကလူကဒီဆလာမ်ရဲ့ဂျဝါပေးလဲရတယ်ပေးလဲရပြီးတော့လူအိမ်ထဲကလူကတကားဖွင့်ပြီးထွက်လာတဲ့အခါကျရင်ဒုတိယကြိမ်သူ့ကိုဆလာမ်ပေးမယ်အစ္စလာမုအလိုင်ကွမ်သူနဲ့စကားပြောမယ်ထိုက်မယ်ပြီးသွားရင်ပြန်ကန်ဒီကြရင်နောက်တစ်ချိန်ပြန်ပြီးတော့အစ္စလာမုအလိုင်ကွမ်ဆလာမ်ပေးရတယ်အဲ့တော့မဂျလစ်တစ်ခုထိုင်ဝိုင်းတစ်ခုမှာသွားရင်ဆလာမ်၃ချိန်ရှိတယ်ခွင့်တောင်းတဲ့ဆလာမ်ခွင့်ပြုပြီးကြက်ရသွားတဲ့အခါမှာထိုင်တဲ့အခါမှာနောက်တစ်ချိန်ဆလာမ်ပြန်ထားတဲ့အခါမှာဆလာမ်တမန်တော်မြတ်ဆလလာဟူအလိုင်ဝါဆလမ်ဟာကျွန်တော်တို့ကိုမိုမင်အချင်းချင်းကြားမှာချစ်ခင်မှုတွေရင်းနှီးမှုတွေတိုးပွားလာစေဖို့အတွက်ဆလာမ်ကိုဖြန့်ချီကြပါအဖ်ရှုဆလာမ်ဆလာမ်ကိုဖြန့်ချီကြပါဆိုတဲ့မိန့်မှာချက်ကိုလည်းပဲတမန်တော်မြတ်ကြီးဆလလာအလိုင်ဝါဆလမ်မိန့်ကြားခဲ့ဒီဆလာမ်ရဲ့အဓိပ္ပာယ်ကလည်းပဲအခုနမေးခွန်းရှင်မေးထားသလိုမျိုးပဲငြိမ်းချမ်းခြင်းကိုဖော်ဆောင်ပေးတယ်ဆိုတဲ့အဓိပ္ပာယ်အစ္စလာမ်ကအလ္လာဟ်ရှင်ရဲ့ဂုဏ်တော်များအနက်ကဂုဏ်တော်တစ်ခုဖြစ်တယ်အဲ့တော့ဒီမှာအစ္စလာမ်မှာဘယ်လောက်လေးနဲ့လဲဆိုရင်အစ္စလာမုအလိုင်ကွမ်ဆိုတာကကျွန်တော်တို့ကနှုတ်ဆက်တဲ့ good morning လို့ဘာလို့နှုတ်ဆက်တယ်ဆိုရင်ဒါမနေ့ခင်းအတွက်မင်္ဂလာရှိပါစေနေ့လည်ခင်းအတွက်မင်္ဂလာရှိပါကျွန်တော်တို့အစ္စလာမ်ရဲ့ဆလာမ်ကဒါအားလေးနဲ့တယ်အစ္စလာမုအလိုင်ကွမ်ရဲ့အဓိပ္ပာယ်ကအမြဲတမ်းအတွက်အလ္လာဟ်ရှင်ရဲ့ငြိမ်းချမ်းတာယာမှုအပြပြခင်ဗျားပေါ်မှာရှိနေပါဒုနီယာမှာလည်းငြိမ်းချမ်းမှုတာယာမှုရှိရပါစေအာခိရတ်မှာလည်းငြိမ်းချမ်းမှုရပါစေဆိုတဲ့အဓိပ္ပာယ်တက်ရောက်တယ်အဲ့ဒီအတွက်ကြောင့်အစ္စလာမ်ဟာဆလာမ်နဲ့ပတ်သက်ပြီးတော့ဘယ်လောက်အလေးနဲ့မိန့်ကြားလဲဆိုရင်တအိမ်ထဲမှာပဲတနေရာထဲမှာလူနှစ်ယောက်ကတွေ့တယ်တွေ့ပြီးတော့လူခဏနေတော့နိုင်ရန်တစ်ချက်လောက်ခြားသွားတယ်နောက်တစ်ခေါက်ပြန်တွေ့တဲ့အခါကျရင်လေဆလာမ်ပြန်ပြီးတော့ပေးပါတယ်အလ္လာဟ်ဆလာမ်นี่အများကြီးပေးဖို့အတွက်အစ္စလာမ်ဟာကျွန်တော်တို့ကိုမိန့်မာထားတယ်အဲ့တော့ဆလာမ်ပေးခြင်းဟာလည်းပဲဆွန်နတ်ဖြစ်တယ်ဒါပေမဲ့တစ်ဖက်မှာအစ္စလာမ်ကဆလာမ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကိုအမိန့်ပေးထားတယ်လို့နောက်တစ်ဖက်မှာအစ္စလာမ်ကကျွန်တော်တို့ ਨੇ သွေးမတော်တာမဆက်တဲ့ဒဇိမ်အမျိုးသားတွေအမျိုးသမီးတွေအချင်းချင်းဟိုတအားကိုရင်းနှီးကျွမ်းဝင်သောအချင်းချင်းရင်းနှီးလက်ပွန်းတရီနေတာကိုအစ္စလာမ်ကတားမြစ်ထားရင်းနှီးမလိုအပ်ပဲနဲ့စကားပြောတာဆိုတာကိုလည်းပဲအစ္စလာမ်ကတားမြစ်ထားတယ်တရားဝင်လိုအပ်ချက်မရှိပဲနဲ့တယောက်နဲ့တယောက်စကားတော်ပြောခွင့်အစ္စလာမ်မှာအချီးမြှင့်တာကျွန်တော်တို့ပြီးခဲ့တဲ့အပတ်ကလည်းအပတ်တွေကဖြေခဲ့ဘူးတယ်ကိုအမြေကာလုံးမဲ့အမျိုးသမီးတယောက်တောင်မှနေကာမလို့ရသေးခင်ဒီအမျိုးသမီးရဲ့အခြေအနေကိုပဲကြည်ဝင်ရှိတယ်တရင်တနည်းသွားပြီးသူနဲ့စကားပြောခွင့်မရှိဘူးဆိုရင်ဂျန်တဲ့အမျိုးသမီးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့စဉ်းစားစရာမရှိဘူးအဲ့တော့အစ္စလာမ်ကဒဇိမ်အမျိုးသားနဲ့အမျိုးသမီးကိုမလိုအပ်ပဲစကားစမီတော်ပြောခွင့်မပေးဘူးဆိုရင်မလိုအပ်ပဲနဲ့စကားတော်ပြောခွင့်မပေးဘူးဆိုရင်ဆလမ်ပေးရမလားဆိုတဲ့မိကွန်းဟာတကယ်တော့ပေါ်လာစရာအကြောင်းရှိouမရှိဘူးမှန်တယ်တမန်တော်မြတ်ဆလလာလဟ်ဝါဆလမ်ရဲ့တိုက်တွန်းချက်အရဆလမ်ပေးခြင်းဟာဆွန်နတ်ဒါပေမဲ့အလ္လာဟ်ရှင်မြတ်တခင်ကောင်းတဲ့အစာချီးမြှင့်ပါတယ်ကျွန်တော်တို့ဒီဖီကာပညာရှင်တွေကုရ်အာန်နဲ့ဟာဒီသ်တွေကနေမစအလာတွေကိုနဲ့ဆိုင်ကောင်းလို့တင်ပြတဲ့နေရာမှာတော်တော်ကိုအမြင်ကျဲနဲ့သူတို့ဟာအွမ်မတ်ကိုချပြခဲ့တယ်ကျွန်တော်တို့ကတစ်ဖက်မှာမြင်လိုက်တာကဆလမ်ပေးခြင်းကဆွန်နတ်တယောက်နဲ့တယောက်ဒူအာပေးတာတယောက်နဲ့တယောက်ရင်းနှီးကျွမ်းဝင်စေတာချစ်ခင်စေတာဒါပေမဲ့ပညာရှင်တွေကသူတို့ရဲ့အမြင်တအားဆူးရောက်တယ်ဒီတစ်ဖက်မှာဆွန်နတ်ကိုအကောင့်ထဲဖော်နေရင်းနဲ့ပဲနောက်တစ်ဖက်မှာဆိုးကျိုးတွေအများကြီးဝင်လာနိုင်တယ်
ဆွန်နတ်ကိုကျွန်တော်တို့ကတစ်ဖက်မှာဦးစားပေးပြီးတော့သွားရင်းနဲ့နောက်တစ်ဖက်မှာဒီအမျိုးသားနဲ့အမျိုးသမီးရဲ့ကြားထဲမှာဆွန်နတ်ရဲ့ဘောင်ကိုကြော်သွားပြီးတော့မှရှရီယတ်ကတားမြစ်ထားတဲ့ဒီနယ်ပယ်ဒီအားလုံးကိုနယ်ကျွံသွားပြီးတော့မှပါရဒါရဲ့စီမင်းစည်းကမ်းတွေကိုချိုးဖောက်နိုင်တယ်နောက်ဆက်တွဲအများကြီးရှရီယတ်နဲ့ဆန့်ကျင်မဲ့ကိစ္စတွေဖြစ်လာနိုင်တယ်အဲ့ဒီအတွက်ကြောင့်ဖေကာပညာရှင်တွေကပြောတာဒီဆလာမ်ကိုဒဇိန်အမျိုးသားအမျိုးသမီးပေးခွင့်မရှိဘူးအကယ်၍တဦးတယောက်ကပေးလိုက်တယ်ဆိုရင်လည်းပဲကျွန်တော်တို့ကဂျဝပေးတဲ့အခါမှာစိတ်ထဲကနေပဲကျွန်တော်တို့ပေးလိုက်မယ်တခုတော့ရှိတယ်အဲ့ဒါကဘာလဲဆိုတော့တစ်ဖက်မှာရှိနေတဲ့အမျိုးသားနဲ့အမျိုးသမီးဟာအသက်အရွယ်အားဖြင့်တအားကွာဟာအမျိုးသမီးကတအားကိုအသက်ကြီးနေတယ်သူ့ရဲ့အနေအထားကလူငယ်တွေစိတ်ဝင်စားလောက်တဲ့အနေအထားမရှိတော့ဘူးကျွန်တော်တို့ရဲ့အမေအရွယ်တွေကျွန်တော်တို့ရဲ့ကြက်ကြီးအရွယ်တွေအဲ့လိုတက်ရွယ်တအားကြီးသွားအဲ့လိုအခါကျရင်အဲ့လိုအမျိုးသမီးတွေဒဇိမ့်ပင်ဖြစ်နေကြစားဆလမ်ပေးခွင့်ရှိတယ်အဲ့တော့ဆလမ်မပေးရဘူးဆိုတော့လုပ်ငန်းခွင်မှာအခက်အခဲဖြစ်တယ်ဆိုတော့လုပ်ငန်းခွင်မှာအခက်အခဲမဖြစ်ပါဘူးအလုပ်ထဲဝင်သွားတဲ့အခါမှာလူတွေအားလုံးထိုင်နေတယ်ကျွန်တော်တို့အစ္စလာမ်အလိုင်ကွမ်ဆလမ်ပေးပြီးဘယ်သူမှမကြည့်ပဲနဲ့ကျွန်တော်တို့ဝင်သွားလိုက်ကျွန်တော်တို့ရောက်ကြောင်းတည်အောင်အပြင်ကနေအစ္စလာမ်အလိုင်ကွမ်ဘယ်သူမှမကြည့်ပဲနဲ့ကျွန်တော်တို့ဆလမ်ပေးပြီးဝင်သွားလိုက်တကယ်တော့ရှရီယတ်ပေါ်မှာလိုက်နာခြင်းနဲ့ကျင့်သုံးတယ်ဆိုရင်အင်ရှာလာဘာမှအခက်အခဲမရှိပါဘူးအဲ့တော့ဒီအခုနမေးထားတဲ့လူငယ်လေးရဲ့မိကုံကိုအနှစ်ချုပ်ပြီးပြန်လိုက်မယ်ဆိုရင်ပညာရှင်တွေဟာဒီအမျိုးသားဒဇိန်အမျိုးသားအမျိုးသမီးကိုဆလမ်မပေးပါနဲ့ဆိုတာနောက်ဇူဘီလာတမန်တော်ပေးထားတဲ့အမိန့်ကိုစန့်ကျင်ပြီးတော့မှသူတို့ပေးခြင်းမဟုတ်ဘူးဒီဆလမ်ကိုပေးဖို့အတွက်အမိန့်ပေးတာလဲတမန်တော်ပဲဒါပေမဲ့ဒီဒဇိန်သားအမျိုးသားတွေအမျိုးသမီးတွေရင်းနှီးနှီးမနေဖို့ပေးခဲ့တဲ့မိန့်ကြားချက်တွေလည်းပဲဒီပညာတွေလည်းတမန်တော်ပဲပေးခဲ့တာအဲ့တော့တမန်တော်ပေးခဲ့တဲ့အမိန့်တွေအားလုံးရှုတော့မောင်းစုံကနေကြည့်ပြီးတော့မှဒီနေရာမှာတော့တမန်တော်ရဲ့ဒီအမိန့်ပေါ်မှာအမှတ်လုပ်မယ်ဒီနေရာမှာတော့ဒီအမိန့်ကိုဦးစားပေးမယ်ဆိုတဲ့ပုံစံနဲ့ပညာရှင်တွေကခွဲခြမ်းစိတ်ဖြာခဲ့ခြင်းဖြစ်တယ်ဒါကိုကျွန်တော်တို့နားလည်ရမယ်ဒါကိုကျွန်တော်တို့သဘောပေါက်အောင်